ပရိဘောဂတွေကိုတကယ်ကော်ဘက်စားမယ်ဆိုတဲ့အခါမှာကျွန်တော်တို့လဲပြီးတော့စားတဲ့ကော်ဘက်တွေကအလုပ်ဖြစ်ပါမလားဖြစ်တော့ဖြစ်တာပေါ့နော်ဒါပေမဲ့တကယ်သုံးမယ်ဆိုရင်ကျွန်တော်ဒီလိုကောင်မျိုးတွေနဲ့သုံးတာတော့မျက်နှာပြင်ညီညာမှုညံ့ညောမှုပေါ့နော်ညံ့ညောမှုမရှိဘူးဆိုတာဒါသုံးမှုတဲ့မိတ်ဆွေတွေသိကြပါမယ်ဒီကောင်လေးကဘာလို့လဲဆိုတော့ဒီကောင်လေးကကျွန်တော်များသောဖြင့်ကျွန်တော်လက်နဲ့စားသလိုပဲဒီလိုတုံပြီးတော့မှပုတ်ပေးတာဆိုတော့ကျွန်တော်တို့အရာထင်နေပါလေတက်တာတယ်နောက်ပြီးမျက်နှာပြင်ကိုညီပြီးတော့ညက်သွားစေတယ်ဒါမျိုးလေးပေါ့နော်ပရိဘောဂလုပ်ငန်းသုံးနေမှာတော့ဒီကောင်လေးကတော့မရှိမဖြစ်စောင့်ထားတဲ့ပစ္စည်းပါအဲ့လိုပစ္စည်းမျိုးမှာဒီကောင်ကတော့တောင်ချမ်းမှတ်တဲ့စိတ်ဆိုတော့ဘာပြောကောင်းမလဲတောင်ချမ်းဆိုတာပစ္စည်းကောင်းတဲ့အာမခံ6လပါတယ်6လအတွင်းမှာကျွန်တော်ပြတ်သွားရင်ပစ္စည်းလက်ကအခမဲ့ပါအဲ့ဒီကောင်လေးကတော့ site လေးကတော့ကျွန်တော်တို့၄လက်မပဲလက်လောက်ဖြစ်မဲ့ဒီကောင်ကတော့ဘယ်လိုသုံးရအောင်ဆိုဒီမှာသူ့ရဲ့ site ပုံစံလေးတိုင်းပဲကျွန်တော်တို့သုံးနေကြ cover တွေကိုညှက်ပြီးတော့မှဒီကောင်လေးနဲ့ဒီမှာညှက်ပြီးတော့မှဒီမှာကက်ပြီးတော့မှဒီလိုကင်ပြီးတော့သုံးရပါတော့เนาะဒါမျိုးလေးဒီကောင်ကတော့လဲတာမဟုတ်ဘူးတုံခါတဲ့ဆက်ကလေးပါဒါကတော့ဒါမျိုးပေါ့နော်ဒီကောင်ကကျတော့တုံပေးတာဖြစ်တဲ့အတွက်ကိုပရိဘောဂတွေရဲ့မျက်နှာပြင်ကိုညာတယ်ညက်တယ်ပေါ့နော်စားရတာညက်တယ်ဒီကောင်လေးပါဒီကောင်လေးကသူ့ရဲ့သုံးပေးထားတဲ့ဝက်ကတော့ဝက်ကဘယ်လောက်ဖြစ်မလဲဆိုတော့ကျတော့ဝက်ကတော့200ဝက်ဖြစ်မယ်သူ့ရဲ့တုံခါကတော့1မိနစ်ကို13000 RPM အထိကိုတုံခါအားရှိတယ်ဒါမျိုးပေါ့နော်အာမခံလည်း6လပါပါသေးတယ်တောင်ချမ်းမှတ်တဲ့စိတ်ကတော့3ဘူးသွဲသူတွေအကြိုက်ပေါ့နော်ဒါမျိုးလေးတွေကျွန်တော်နောက်မှပြန်ရပါပြီရောင်းပေးမဲ့ဈေးနှုန်းလေးကတော့33000နဲ့9000တကယ်လို့မိတ်ဆွေတို့အဲ့လိုမှယူခြင်းကျွန်တော်ရဲ့ပြည့်စုံရ Facebook page Messenger ဒါမှမဟုတ်3992113339ဘာရွာဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်အားလုံးကိုကျေးဇူးပါ